ကလောမျိုးရဲ့ရက်ွက်သုံးဖို့ကိုစားပြုထားတဲ့ကလောနဲ့အတင်းပဲဖြစ်ပါတယ်ဖြစ်နောက်ဆုံးပိတ်ပါတတိထားနောက်ဆုံးပိတ်တတိထားအောင်တော့မယ်ဖြစ်လေအောင်ပြီဟောပါပြီခင်ဗျာကလောနဲ့အတွက်ဂုံပြူလက်ခုပ်တန်လေးကြားချင်ပါတယ်ခင်ဗျာတော့ကိုဘူးနေဒီကိုနေတော့ခင်ဗျာဒီကဲတော့ပြုလုပ်ပြီးတော့လာရောက်ရှင်ပြင်းချင်းဖြစ်ပါတယ်ကလောနဲ့လို့ရပါတယ်ခင်ဗျာနော်ရပ်ကွက်တော့ကိုစားပြုထားတာဒါလေးတွေကလည်းတမျိုးဒီဆရာကြီးကမိမိတို့တက်တဲ့ပညာလေးတွေကတရားနဲ့တရားအတွေ့ကိုအယူဆမတူတဲ့အတွက်ဒါရောက်ရှင်ပြင်းတဲ့အပေါ်မှာမြင်ရတဲ့အတွေ့အမြင်တွေကလည်းတမျိုးစီမြင်တွေ့ရမှာဖြစ်အမလေးတွေးမှာအမချစ်စမ်းအလင်းတန်းလေးကြတော့ပါပြီဒါကတော့ဒီတင်ဆက်တဲ့သူလေးတွေပေါ့ခင်ဗျာနော်ကလောနဲ့ရဲ့ဒီတင်ဆက်တဲ့သူလေးတွေဒီလိုဒီတင်ဆက်တဲ့သူလေးတွေအတွက်ကိုပြူကြောင့်နဲ့ဇနီးများကလည်းစူတော်ဝေး3000ကျပ်လာရောက်ချင်းမြင်တော်ပါတယ်ခင်ဗျာမလေးဗျာစီစဉ်ဒါလေးရလည်းတပြောပါဗျာဒီကနေ့ရှင်ပြိုင်တဲ့အသေးတွေအားဆိုရင်မိမိတို့ရဲ့ရန်လာရပြီးရှင်ပြိုင်တဲ့အပေါ်မှာတမျိုးနဲ့တမျိုးမယိုးရပါဘူးခင်ဗျာဒီကမှလာပါတယ်ခင်ဗျာတတိယပေးထားတယ်နော်ကိုယ်အနေနဲ့လည်းကိုကြည့်မှာခင်ဗျာဒီရက်ရှင်ပြိုင်ကအမျိုးမျိုးပုံပုံနော်မီးစရာကိုဘူးနဲ့အဖေကတော့ကိုဘူးနဲ့မီးစရာကိုမျိုးဖက်ရတယ်ဖြစ်ပါတယ်မီးစရာကိုမျိုးနဲ့ဖွင့်ကားတော့ကိုဘူးတို့ဒီကိုလည်းပြောဗျာဒီကတော့လာလာပပနဲ့လာရောက်ပြုလုပ်ပြီးတော့လာရောက်ရှင်ပြနေခြင်းဖြစ်ပါလေတမျိုးတစ်ပုံပြီးပေါ့ခင်ဗျာအမျိုးမျိုးပါပဲเนาะရှင်ပြနေတဲ့အသင်းတွေတကယ်ကိုပြုပါလေချီးကျူးပါလေခင်ဗျာเนาะလာလာပပလေးတွေကခင်ဗျာဒီမှာမတ်တက်တဲ့ပုံရိပ်တဲ့သူတွေလည်းဒီလိုလာတဲ့မိတွေလေးကိုမိတိရရလိမ့်ခါတော့ဖက်လာမဲ့တဲ့ပုံလေးတွေကအင်တမ်ဘယ်ဒီလာဘယ်ဒီနော်ကလောနဲ့ခွဲအော်ဘာလက်ခွဲတယ်ကြီးကြီးပြပါဦးလားခင်ဗျာအမေကြီးလာပြီခင်ဗျာကလောနဲ့အတွက် MKT Construction Company Limited မှာ CEO ဦးမျိုးကြီးမှာစူတော်ဝေးစေတဲ့ကြီးပြပါပါခင်ဗျာဆက်ပြီးတော့ကလာနဲ့အတွက်ပြောပြီးမယ်အဲ့တော့မလောနဲ့နော်ဘလောနဲ့ပြောပြီးမယ်အဲ့ပဲလေပြောပြီးပါမယ်နော်ကလောနဲ့အတွက်တောင်မင်းကြီးခေါ်ပြပြီးသားစုပါလေစူတော်ဝေးနှစ်သိန်းချင်းမြင်သွားပါလေခင်ဗျာအမေစူတော်ဝေးချင်းမြင်တယ်ဆိုပြီးကြည်သွားအောင်ခင်ဗျာကလောနဲ့ပြန်လေကြီးစုတုံးပြန်နေတာအမျိုးမျိုးပုံပေါ်ပါပဲခင်ဗျာကြောက်ရှူးတွေအဝါရောက်ရှူးတွေနော်စိမ်းရောင်ရှူးတွေကာလာဆုံးပါပဲခင်ဗျာအမလေးတတိကားမယ်နော်ကိုရတဲ့ဒီကိုတင်လေချောလို့လာမသိနာမထုံးခင်ဗျာရုပ်ဆိုးတဲ့သူတွေလည်းထုံးမယ်ဆိုတော့နော်မရှောင်းပါဘူးခင်ဗျာဒီမှာမမမတ်ပါပဲခင်ဗျာနော်ရုပ်ဆိုးတဲ့သူတွေလည်းရှောင်းရင်ရှောင်းပါဘောနော်ထပ်မပြီးတော့ကလောနဲ့အတွက်ရပ်ပတ်တော့အုတ်ချုပ်ရေးမှာစူတော်မေးအားတောင်းကြီးမြင့်သွားပါရခင်ဗျာလာတယ်ခင်ဗျာတော့ဒါကြောက်ရှူးလေးတွေနော်မီးစရာတွေမိမိတို့တက်တဲ့ပညာလေးတွေနဲ့လာပြင်တာနော်
ကြည်နဲ့စကလုံးတွေတော့မှလုံးထွေးကုန်ပါပြီအန်အော်ပြီးတော့နော်ပြောရမယ်စကလုံးတွေတော့မှရှာရီလိုက်ကုန်ပါပြီခင်ဗျာလာပြီကလုံးနဲ့တွေ့ဝါတေစားတော့စိန်ကနေပြီးတော့စူရဝေးနှစ်တောင်းကြီးနေတော့ပါတယ်ခင်ဗျာဆမ်းပြီးတော့ဒီစူရဝေးကြီးနေတယ်ဆိုတော့ကလောနဲ့ကြီးရလဲဒီကဲတဲ့ကျေးဇူးတုံးပြန်တဲ့အနေနဲ့ဒီလိုလေးတွေနဲ့ပြန်လဲပြီးတော့ကျေးဇူးတုံးပြန်နေတဲ့ဒီကလောနဲ့ပါခင်ဗျာဒီကန်းလာတယ်ခင်ဗျာတော်တော်လာပါတယ်ခင်ဗျာနော်အစုံပါပဲနော်ခလိုက်တာတွေရောမမိုးဝိခင်မြတ်နိုးခင်မလဲကလောနဲ့တွေ့စူရဝေးဟာတော့ချင်းပြပါပါတယ်ခင်ဗျာကြည်စံစူတော်ဝီနောက်များစွာရရှိနေပါပြီ။နော်စူတော်ဝီနောက်များစွာရရှိတဲ့အသင်းကလောနဲ့ရက်ွက်သုံးကိုစားပြသွားပြီဖြစ်ပါရဲ့။ကြည်စံကလည်းသူကလည်းစထွက်ကြရခင်ဗျာမြင်မြင်စိတ်စိတ်ပါပဲခင်ဗျာ။စထွက်တဲ့ဆိုကြရမြင်မြင်စိတ်စိတ်အမျိုးမျိုးပုံပုံပါပဲခင်ဗျာ။လိုက်တာလေးနော်ကြောက်ရှူးလေးအဝါရောင်ရှူးလေးအစိမ်းရောင်ရှူးလေးရှူးမျိုးစုံပါပဲခင်ဗျာဝဲကနဲ့ဒါလေးတွေကလည်းတစ်မျိုးကြောက်ရှူးလေးတွေကလည်းအရက်ရှင်းနေတာကိုပြန်ဝဲနေတာကလည်းတစ်မျိုးအမျိုးမျိုးပါပဲခင်ဗျာလေးဆရာကိုမျိုးကြီးဒီကိုမျိုးကြီးကိုတစုပူပေါင်းပြီးတော့လာရောက်ရှင်းပြချင်းဖြစ်ပါတယ်အဖွင့်ကောင်းဆောင်ကတော့ကိုဖူးမြင့်ကြီးကိုပါခင်ဗျာကာလာလေးတွေချင်းတော့ပြန်ပြီးအနီရောင်လေးတွေအနီရောင်ကနေတော့အစိမ်းရောင်အစိမ်းရောင်ကနေအဝါရောင်ကာလာဆုံးပါပဲခင်ဗျာမိဆရာကြီးတကယ်တော်ပါတယ်ဒါငါတို့လည်းနိုင်ငံခြားပြည်ကိုတောက်ကြတာတခုမှမပါဘူးတဲ့နော်နိုင်ငံခြား ready made ပစ္စည်းတွေတခုမှမတောင်းတာဘူးငါတို့လည်းဒီလောက်တော့တက်ပါတယ်ဆိုပြီးမှမိဆရာကြီးကလောမျိုးရဲ့အကျိန်20မြောက်ရိုးရမိစော်တွေပြင်ပွဲကြီးမှာဒီခုလိုလာရောက်ရှင်းပြခြင်းဖြစ်ပါလေပြန်ဝဲနေတာပဲခင်ဗျာကလိန်ကြလေးတွေတော်တော်လာပါတယ်ခင်ဗျာအမျိုးမျိုးပါပဲခင်ဗျာထားမှပြီးတော့ Fairy Land တက္ကသဘာကလည်းစူတော်ဝေးတတဲချင်းမြင်ပါပါတယ်ခင်ဗျာကလောနဲ့တွေ့ပါခင်ဗျာ Fairy Land ကပါနောက်ကိုထူအေးကြီးကနှစ်တောင်းကိုဝင်းတော်ရာစတိုရန်ကုန်ဆွေအောင်ကိုဖြိုးရည်နေမဆဖဲမောင်နှမရလည်းစုတော်ငွေ၄တောင်းမဆန်ဖန်ကလည်းစုတော်ငွေတသိန်းပြီးလာရောက်ချင်းမြင်လာပါတယ်ခင်ဗျာကလောနဲ့ပါခင်ဗျာဆောတော့သုံးတောင်းဒီလည်းမသိနာမည်ပေးသွားလို့ပါသုံးတောင်းလဲလာရောက်ချင်းမြင်ထားပါတယ်ဒါကတော့မောင်မြင့်ဦးပန်းချက်ပတိုးနော်တိတ်ကပတ်ပြန်လဲဒီဆောင်နေတဲ့မောင်မြင့်ဦးပန်းချက်အော်ဟိုဘက်မှာဆိုရင်နမ်ပလန်ဘုံကြီးကျောင်းနော်တကယ်လေးစရာတော်ပါတယ်ခင်ဗျနော်ဓာတ်ပုံလေးတွေတေချာလေးထားမယ်နော်လာလာပပခေါင်းကြီးကနေပြန်ကျလာတဲ့အလေးကလေးတွေကထောက်စိတ်ကျင်လေးလားပေါ့ခင်ဗျာကျယ်လေးတွေကျွေနေတဲ့ထောက်စိတ်ကျင်လားပေါ့ခင်ဗျာနော်လာလာပပနဲ့ဒါလေးကလည်းမီးကြီးတွေကိုကြောက်ကြီးတွေကိုပေါ့ခင်ဗျာပုံပြောင်းကြီးတွေပါမတတိကကလေးကောင်းလားလူကြီးကောင်းလားနော်တတိထားမယ်နော်အခုဒီတော့မရှောင်ရသေးဘူးနော်ကြီးတဲ့လူတွေရရုပ်ဆိုးတဲ့လူတွေပဲဒီကိစ္စဆောင်ပြီးတာလာပပနဲ့လက်ခုပ်တလေးကလာနဲ့အတွက်ဩဘာလက်ခုပ်တလေးပါခဏကြည်စားပါမယ်အင်တာလာပါလေမိဆရာကိုမျိုးနဲ့ဒီကိုများဗျာဒီကိုဒီကိုပြလို့ထားတယ်မသိပါဘူးခင်ဗျာနော်စံတိတိချေကိုရလဲတပြိုးပါဝင်ရှင်တင်တဲ့ဥစ္စာလေးတွေကလည်းတမျိုးအမျိုးမျိုးပုံပုံပါပဲခင်ဗျာစထွက်တယ်ဆိုကြရယခုလက်ရှိရောက်နေတဲ့အချိန်ကြီးကိုဘ
ပိတ်သက်ကြီးတို့ကြည့်မြင်ရတာအင်တာမှာပီတိခေရပါတယ်ကျင်းနေရပါတယ်ခင်ဗျာလိုက်တာကျောက်ရှိကလေးတာတို့မင်းမင်းကလေးတာတို့ပေါ့ခင်ဗျာစိမ်းအောင်အနည်းအောင်ကလေးတာလေးတွေပါခင်ဗျာအမျိုးမျိုးပုံပုံပါပဲခင်ဗျာကောင်းကြီးဒီမှာဝဲတာနဲ့နော်ခိုးလေးတွေလည်းလာအောင်မနော်ကလေးတာလေးတွေနဲ့ဒုခိုးလေးတွေအမလေးလာတယ်ခင်ဗျာကွေးတီဒီတူလုံးကိုလင်းထိတ်နေလေးထိတ်ဟောအပေါ်အပါကြီးလည်းမတုံနဲ့နော်ဘယ်လိုပြည့်စင်နေရောပါဦးမှာနော်ဒါလည်းစပ်ပါပဲခင်ဗျာမနာပါဘူးခင်ဗျာနော်ဒီလာညာပပနဲ့ပေါင်းရင်ရှိပြနေတာရပ်ကွက်သုံးကိုစားပြုကလောနဲ့ထွက်ဖြစ်ပါလေအော်အဒီအောင်လေးတွေဖြစ်သွားပြန်ပြီအငွေမေလေးတွေဖြစ်သွားပြန်ပြီနော်ငွေမေလေးတွေအဒီအောင်လေးတွေအော်မတုံနေပေါ့ခင်ဗျာဒါလည်းစက်တစ်ဒီချင်းကိုတစ်မျိုးပါလေခင်ဗျာဒီဆရာကိုမျိုးနဲ့ဒီကိုတစုအဖေကောင်းတော့ကိုဖူးနဲ့ဒီကိုတစုလို့လားမအိမ်မနေဒီလိုပြီးဘရောရဲ့20ချိန်လောက်ရိုးရပြီးဆိုနေပြင်ခွင့်ကြီးမှာတတိယညရဲ့တတိယနေရာမှာလာရောက်ရှင်ပြိန်တဲ့ရက်ွက်3ကိုစားပြုကလောနဲ့ပြင်ပဖြစ်ပါလေခင်ဗျာကလေးကြည့်သွားတဲ့ဆိုရင်ဘေးမှာကျမကြီးခန်းရှိတယ်နော်ကလေးကတော့စားကြည့်သွားတဲ့ဆိုရင်ဘေးမှာကျမကြီးခန်းရှိတယ် space နဲ့ပဲကျမနော်အဲ့ဒီမှာသွားမှဆေးပါထည့်လို့ရတယ်နော်ဘယ်လိုပြကြည်စမ်းဒါလေးပြန်လည်းတစ်မျိုးရိုက်တာလေးတွေခိုးလေးတွေတစ်မျိုးပြီးတစ်မျိုးမရိုးရပါဘူးခင်ဗျာနော်လာပပနဲ့ပေါင်းရင်ရှင်းပြနေတာရပ်ကွက်တော့ကိုစားပြုထားတော့ကလောနဲ့တင်နေဖြစ်ပါလေခင်ဗျာစာရေကခုချိန်ကြီးမနာသေးဘူးခင်ဗျာနော်ဒါလည်းစက်ပါလေခင်ဗျာစာရေကဟိုကမနာသေးတာလာပပနဲ့ပေါင်းရင်ရှင်းပြနေတာပါခင်ဗျာရပ်ကွက်တော့ကိုစားပြုထားတဲ့ကလောနဲ့ပါရပ်ကွက်တော့ပြီးအောင်ပါလေကလောနဲ့အတွက်ဇူလောဝေး3000အားရောက်ချင်းပြတော်ပါလေပြီးို့ရပ်ကွက်တော့ပြီးို့လာလေဇူလောဝေး3000အားရောက်ချင်းပြတော်ပါလေကျန်သေးတယ်အမလေးဗျာဘယ်ဆက်ပြမလို့နော်ထွက်ရတဲ့ရစားပဲအနေနဲ့ဒါလည်းဒီမလေးဟိုတချူချူတစ်ဆဲပါပဲခင်ဗျာနော်အမလေးလေးလာအောင်လားနော်လာအောင်မလားတတိထားမယ်ဒါကရက်ွက်သုံးကိုစားပြုကလောနဲ့အတင်းပဲဖြစ်ပါလေခင်ဗျာတကယ်လာပါလေခင်ဗျာစထွက်ကြရအခုလက်ရှိရောက်နေတဲ့အစ်တီကိုအမျိုးမျိုးပုံလာပပလေးတွေပေါ့ညာကြောက်ရှူတွေရောအနီအောင်ရှူဘွားအောင်ရှူဝေးပြီးရှူပေါင်းများစွာဒါတော့ပြည့်စင်မှာလည်းကာလာဆုံးပါလေခင်ဗျာနော်အနီအောင်အဝါရောင်အစိမ်းအောင်ရှဲတဲ့နော်ဝေးပြီးပြည့်စင်ရှူလို့ခေါ်ပါလေခင်ဗျာနော်တော်လာပါလေခင်ဗျာဒီဆရာကိုမျိုးနဲ့ဒီကိုတွေဘုံပြပါလေဒီလိုလာပပနဲ့ပေါင်းရင်ရှင်ပြင်းပေးနေတဲ့ရပ်ွက်သုံးကိုစားပြုကလောနဲ့ဒီကိုသူတို့ကျေးဇူးတင်ရှိပါတယ်လာပါလေခင်ဗျာတော်လေးလာပါလေခင်ဗျာကြည်လာတဲ့ပြီးကျန်တဲ့ဒီဘာလေးလာအောင်လဲဒါလေးတွေကဝေမီရှုအဝါရောင်ရှုလာပပနဲ့ပေါင်းရင်ရှိနေနေတာကလောရဲ့ရပ်ွက်သုံးကိုစားပြုထားတဲ့ကလောနဲ့တင်းနေဖြစ်ပါတယ်ဟောထိုင်ပါဆိုတယ်လေအဲ့ဒါတယ်လေလို့ခေါ်ပါတယ်တယ်လေကလေးနဲ့ပဲအစုံကပ်မလားဆက်ပြီးတော့အပေါ်မှာဘာတွေရှိနေအောင်လဲနော်ဒီဆရာကိုမျိုးနဲ့အဖွဲ့ရဲ့ပူပေါင်းပြီးတော့ပြုလုပ်ထားတဲ့က
ကလောနဲ့အတင်းနဲ့ဖြစ်ပါလေခင်ဗျာ